ထန်တလာမှာတမင်းတို့နေမီးပြတ်တယ်လို့သူကပြောတာလေကျွန်တော်ဖြေချလို့တော့စစ်မီဒီယာကျွန်တော်တို့ကလိုအပ်ချက်ရှိတဲ့ချိန်မှာပြင်ရတာရှိပါတယ်ဆိုတော့မနေ့ဖြန်တော့မှကျွန်တော်တို့ဥမာချွန်းချုံလိုမျိုးဆိုရင်တနင်္ဂနွေခွဲလောက်ကျွန်တော်မိဖြတ်မှုရှိအဲ့ဒီမှာ line ဖောက်ပြတဲ့အတွက် line အသစ်ပြင်တဲ့အတွက်အဲ့လိုလေးနှစ်နေရာမနေ့ဖြန်တော့မှကျွန်တော်နှစ်နေရာလောက်မှာတနင်္ဂနွေခွဲလောက်အဲ့လိုပြင်တဲ့ကာလလေးမှာခဏလေးရပ်ဖို့ရှိတယ်ဆိုတော့ဘကထပ်တလာမှာလည်းအခုဖြစ်နေတာကကျွန်တော်အဲ့ဒီမှာအခုချင်းမျိုးသားလေးကျင်းပဖို့လုပ်တာလေးလည်းရှိနိုင်တယ်အဲ့ဒီအတွက်ကိုမီးတွေ့တဲ့နေရာတွေမှာအဲ့ဒီခဏမီးတွေ့ပေါ့ဝင်းကြီးကိုကျွန်တော်ကတောက်လျှောက်လုပ်တယ်တော့မျိုးမီးတွေမျိုးတွင်းမှာလည်းမီးထုံးတာတွေရှိတယ်အဲ့ဒီအတွက်ကိုပြောရရင်တော့ရုပ်ဖွင့်ရတဲ့ဆိုင်ရုပ်ပိတ်ရတဲ့လောရတာတော့ဖြစ်နေတာပေါ့နော်အဲ့လိုလေးတိုက်ဆိုင်တာဖြစ်နေတာကျွန်တော်ထင်ပါတယ်တချို့ကတော့အဲ့လိုဖြတ်မယ်ဆိုရင်ကျွန်တော်တို့အကြောင်းကြားတယ်အခုဆိုလည်းမနေ့ဖြတ်မဲ့အဲ့ဒီနှစ်နေရာဆိုရင်ကျွန်တော်တို့မနေ့အကြောင်းကြားပါဆိုတော့ချက်ရေးပြလိုက်တယ်မပြင်းလို့လည်းမရဘူးမလုပ်လို့လည်းမရဘူးအဲ့လိုတော့ဖြစ်နေတာပေါ့နော်အဲ့ဒါဒီ ESE ကျွန်တော်ရဲ့ဒီ classic Facebook page မှာတိတ် update ဖြစ်တော့လေဟုတ်ကဲ့ကျွန်တော် media တွေတော့မှဒါlike ပြီးတော့ main နေရတဲ့သဘောဖြစ်တော့အမေက update တော့ဖြစ်စီချင်ဟုတ်ကဲ့မှန်တယ်ကျွန်တော်တို့အပေါ်မီဒီယာကိုကျွန်တော်တို့မပြောမိဘူးသတင်းဌာနမပြောမိတာဒါလက်ရှိပါတယ်ဆိုတော့ကျွန်တော်တို့ classic အချင်းချင်းကတော့တနေရာနဲ့တနေရာကိုcrew လုပ်ထားပြီးတော့ Viber နဲ့ဘယ်နှမှာမီးပြတ်တယ်ဆိုရင်အဲ့ဒီ Viber line ပေါ်မှာတင်လိုက်ပြီးတော့အဲ့ဒီ Viber နဲ့ဒီပြည်နယ်တစ်ခုလုံးထဲမှာတော့ Viber group လေးဖွဲ့ထားပြီးတော့ကိုယ်အချင်းချင်းတော့အဲ့လိုဆက်သွယ်တယ်ဒီပြည်သူကိုပြောတဲ့အပိုင်းမှာနည်းနည်းလေးလိုတာလေးတွေရှိပါတယ်เนาะဒါလေးတော့ကျွန်တော်တို့အကောင်းဆုံးဖြောင်းစူးစမ်းလုပ်ပါမယ်